မချမ်းရေပယံဝိတ်တွေစောနေတာမဟုတ်လားဝါမှမကြောက်လားမချမ်းကြက်ကြော်တွေပါတွေစားနေလို့ ဒီနေ့ကတော့တင်နှန်းလာလောက်တယ်ပေါ့နော်အဲ့တော့ဘိုက်တွေတာစားတော့ကြက်ကြော်စားတယ်ချင်းကလေဝိတ်လျှော့တာတော့မှန်တယ်ဒါပေမဲ့လေတခါမှအစားမလျှော့ဘူးပေါ့နော်တချို့ဆိုရင်တော့ဝိတ်လျှော့နေတဲ့အချိန်ဆိုစီကြော်တွေဒီလိုကြက်ကြော်တွေကိုတော့ရှောင်ကြရပေါ့နော်ချင်းကတော့အုံမှန်လေးစားဖြစ်တယ်ပေါ့နော်ဘာကြောက်လဲဆိုချင်းကီဝီဂွင်းတီတောက်နေလို့ကီဝီဂွင်းတီတောက်နေတဲ့အခါကျတော့ချင်းတို့တနေ့တာပေါ့နော်စားလိုက်တဲ့အစာတွေကို तू ကရင်နွေးချမ်းတောက်တာဆိုတော့ तू ကမလိုအပ်တဲ့အစီပိုတွေကိုခြေဖြတ်ပေးတယ်ပေါ့နော်အဲ့တော့ကီဝီဂွင်းတီတောက်တဲ့နော်ပုံမှန်ဆိုရင်လုံးဝကိုမပိန်တော့ဘူးလို့ထင်တဲ့သူကနေဒီလိုခန္ဓာကိုရလာတာเนาะဒါပေမဲ့အစားလဲကိုကြိုက်နှစ်သက်တဲ့အရာတွေလဲမလျှော့သွားဘူးအခုကတော့ကြက်ကြော်စားမလို့ပေါ့နော်အဲ့တော့ကိုတိုင်းကလည်းအကစားလုပ်ရတာအချိန်သိမ့်မရှိဘူးပုံမှန်လေးအစားလဲမလျှော့နိုင်ဘူးဆိုကီဝင်းတီတောက်စမ်းကြည့်ပါလို့ချင်းအနေနဲ့ညွှန်းပေးချင်တယ်ဘာကြောက်လဲချင်းကိုတိုင်းတိတိတတာကြလာလို့အခုဆိုရင်ချင်းတောက်တာ9လကနေ6လဝန်းကျင်စီလာပြီးပုံမှန်လေးစားတယ်ဒါပေမဲ့မနဲ့သမင်းမစားခင်တစ်ခွက်နဲ့ညနေသမင်းမစားခင်တစ်ခွက်လေးပဲချင်းတောက်သွားပုံမှန်လေးပဲတောက်သွားတယ်အဲ့တော့စားလဲစားနေရင်ခန္ဓာကိုယ်ဝိတ်တွေလဲကြားတယ်အဓိကကတော့ bike ဒီလားပုံမှန်ဆိုကျွန်တော်ဒီ bike ကလေအထိုင်များတဲ့တူဆိုရင်တော့သူကဒီနေရာမှာ bike ပူတယ်တော်ယုံတန်ယုံဘောင်းပီတွေဆိုလဲဝတ်လို့မရအခုဆိုရင် small size ကိုပြောင်းဝတ်လို့ရသွားပြီအဲ့တော့ kiwi green tea တောက်တယ်တောက်ချင်တဲ့သူတွေကအလားစား၄ဘူး6200နဲ့ messenger မှာတွားမှာလို့ရတယ်ထိုင်းကိုစလဲစီတယ်စင်ကာပူမလေးရှားအကုန်ပို့ပေးတယ်အဲ့တော့တိတိတတာကြားချင်တယ်ဆိုရင်တောက်ဆန်းကြည့်ပါလို့ညွှန်းလိုက်ပါတယ်